ဂေါတမမြတ်စွာဘုရားသည်ပထမဆုံးဝါတွင်ပင်ပင်စဝက်ခီကောက်ဦးကိုဓမ္မစကြာတရားဥဟောကြားတော်မူပြီးနောက်တပိညုတညံတော်ဖြင့်ကဘာခေကိုကြည့်ရှုစစ်ဆေးတော်မူရာဥရုဝေလတော်ဥဝဲယသိညီနောင်သုံးဦးနှင့်၎င်းတို့၏အချွေအယံယသိတထောင်တို့သည်ကျွတ်တန်းဝင်နိုင်သူများအဖြစ်ထင်ရှားလျက်ရှိသည်ကိုသိမြင်တော်မူသည်ထိုယသိညီနောင်သုံးဦးမှာဥဒခမကတို့၎င်းဂယာကတို့၎င်းနဂီကတို့၎င်းခေါ်တွင်ကြ၏ဥဒခမကသည်အချွေအယံ900ဂယာကသည်အချွေအယံ950နတိကသည်အချွေအယံ950ရှိပြီး၎င်းတို့အလုံးသည်မိမိတို့ကိုယ်ကိုယဟန်ဟုတတ်မှတ်ကကြီးကျယ်သောပင်ကိုအယူအဆများချင်းနေထိုင်လျက်ရှိကြသည်ဥဒခမကနှင့်၎င်း၏အပေါင်းပါတို့သည်ကိုတုံခါရဲခြင်းတွားရုပ်ကိုကြိတ်ခြင်းစသောကိုအားပန်းတဲ့အပင်အထန်လက်ကျမှုမျိုးဖြင့်သာယဟန်တာဟုသောအဆင့်အတန်းသို့ရောက်နိုင်သည်ဟုအယူအမှားဖြင့်ယုံကြည်လျက်ဥရဝေလတော်ကိုအမိပြုနေထိုင်ကြ၏ဂယာကမူကမိကိုအစင်လှုပ်ကြွေးပူဇော်ခြင်းဖြင့်သာယဟန်တာဖြစ်နိုင်သည်ဟုယုံကြည်ကမိမငင်းအောင်အဆက်မပြတ်ထင်းများထဲသွင်းပြီးဂယာတော်အုပ်ကိုအခြေပြုနေထိုင်သည်နဒီကမမူနေ့စဉ်ရင်ငုခြင်းရေခံတင့်ခြင်းစသောအကျင့်ဖြင့်သာယဟန်တာဟုသောအထွတ်အမြတ်သို့ရောက်နိုင်သည်ဟုအမှားယူဆကနဒီမိကိုအမိပြုနေထိုင်လျက်ရှိသည်မြတ်စွာဘုရားသည်ထို့သောအယူမှားများတွင်ကျင်လည်နေကြသူတို့အားကဲတင်ရန်ဥရုဝေလသို့ကြွရောက်တော်မူပြီးဥဒခမကထံဤညစ်၌ခေတ္တနာခုရန်ခွန်းတောင်းတော်မူသည်ဥဒခမကဤတော့အဝဲမစိတ်ပင်ထန်သောမိခိုးညူယောင်အစင်းရှိနဂါးကြီးတကောင်ရှိသည်ဟု၏သင်၏အသက်အန္တရာယ်စိုးရင်ရသည်ဟုပြောတော်လဲမြတ်စွာဘုရားကထမှန်၏နားကိုခွင်တောင်းသဖြင့်ထိုနဂါးနေထိုင်ရာမိခိုးညူတော်ကုန်းသို့ညင်းအိပ်ရန်ခွင့်ပြုလိုက်လေသည်မြတ်စွာဘုရားသည်ထိုနဂါး၏တော်ကုန်းသို့သွားရောက်၍တည်င်းသုံးတော်မူသည်နဂါးကြီးသည်မိမိ၏ဌာနသို့ဝင်ရောက်လာသောမြတ်စွာဘုရားကိုမိခိုးမိုင်ထုတ်လွတ်ကအန္တရာယ်ပြုသည်တို့ရတွင်မြတ်စွာဘုရား၏မေတ္တာတန်ခိုးကြောင့်ညာသည့်အန္တရာယ်များမချစ်နိုင်ခဲ့ပေနဂါးကြီးသည်အလွန်ဒေါသထွက်ကလောင်မိုက်သောမီးတောက်မီးလျံများထုတ်လွှတ်ပလန်တော်လဲမြတ်စွာဘုရားအားမီးမလောင်နိုင်ခဲ့ကြနောက်ဆုံးတွင်မြတ်စွာဘုရားသည်ထိုနဂါးအားတပိတ်တော်နှင့်၌ခွေးစေးပြီးဥဒခမကနှင့်အပေါင်းအပါများထံဆောင်ယူသွားတော်မူသည်ဥဒခမကနှင့်အပေါင်းအပါတို့သည်မြတ်စွာဘုရား၏တန်ခိုးတော်ကိုမျက်ဝါးထင်ထင်မြင်တွေ့ရတော်လဲဤသည်ကအလွန်တန်ခိုးမိမှလှပြီသည်တို့ရာတွင်ငါတို့ကဲ့သို့ယဟန်တာမဟုတ်ဟုမာနကြောင့်မှားယွင်းစွာထင်မှတ်နေဆဲပင်ဖြစ်သည်ထို့နောက်မြတ်စွာဘုရားသည်ထိုသို့သောအယူမှားများကိုဖြိုခွင်းရန်အကျဉ်းအခါကျေးဇူးပြုတော်မူသည်ဥဒခမကတို့ထင်းခွဲစားရန်တစ်ပင်ကြီးတစ်ပင်ကြားရောက်လာစဉ်ထင်းခွဲမရအောင်ကျေးဇူး